မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့တမ္မာကျမ်းစာတွေကလူအများစုနားလည်ရခက်တယ်လို့ထင်ရခဲ့ဒါမှမဟုတ်ဖတ်ဖို့ပြင်းရတတ်ကြတဲ့ကျမ်းတစ်ကျမ်းဖြစ်တဲ့ဝိပုယျာကျမ်း Book of Leviticus အကြောင်းပဲဖြစ်ပါတယ်ဝိပုယျာကျမ်းဆိုတာဘာလဲဘယ်သူကရေးခဲ့တာလဲဘယ်အချိန်မှာရေးခဲ့တာလဲပြီးတော့ဒီကျမ်းထဲမှာဘလို့အရေးကြီးတဲ့အကြောင်းအရာတွေပါဝင်လဲဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်လူအများစုကဝိပုယျာကျမ်းကိုပြည့်ညတ်တီစီးမြင်းတွေရက်ပူဇော်ခြင်းတွေနဲ့ပြည့်နေတဲ့ရှီးဟောင်းကျမ်းတစ်ကျမ်းလိုပဲမြင်တတ်ကြပါတယ်။ဒါပေမဲ့ဒီကျမ်းကိုတီချာလိလာကြည့်မယ်ဆိုရင်ဘုရားသခင်ရဲ့တန့်ရှင်းခြင်းလူသားတွေရဲ့အပြစ်နဲ့ဘုရားသခင်နဲ့ပြန်လည်တင့်မြတ်ဖို့လိုအပ်တဲ့နည်းလမ်းတွေကိုအံ့ဩစရာကောင်းလောက်အောင်ဖော်ပြထားတာကိုတွေ့ရမှာပါ။ဒီကျမ်းဟာဓမ္မတိကျမ်းမှာဖော်ပြထားတဲ့ယေရှုခရစ်တော်ရဲ့အမှုတော်ကိုနားလည်ဖို့အတွက်အခြေခံအုတ်မြစ်တစ်ခုလေးဖြစ်ပါတယ်။ဒီတော့ဝိပုယျာကျမ်းရဲ့နက်နေတဲ့အဓိပ္ပာယ်တွေကိုအတူတူလေ့လာကြည့်အောင်ရေးသားသူနဲ့အချိန်ကာလဝိပုယျာကျမ်းကိုဘသူကရေးသားခဲ့တာလဲဆိုတဲ့မေးခွန်းနဲ့စလိုက်ရအောင်ရိုးရာအစဉ်လာအရာရောကျမ်းစာရဲ့အတွင်းပိုင်းအထောက်ထားတွေရပါဒီကျမ်းကိုမောရှေကရေးသားခဲ့တယ်လို့ယုံကြည်ကြပါတယ်ဝိပုယျာကျမ်းထဲမှာထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ဆိုတဲ့စကားစုဟာအကြိမ်90ကျော်ပါဝင်ပါတယ်ဒါဟာဖျားသခင်ကမောရှေကိုတိုက်ရိုက်ပြာတိပေးခဲ့ပြီးမောရှေကလည်းအဲ့ဒီပြာတိတွေကိုမှတ်တမ်းတင်ခဲ့တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။ဓမ္မတိကျမ်းမှာလည်းယေရှုကိုယ်တိုင်နဲ့တမန်တော်တွေကမောရှေရဲ့ပြည့်ညတ်တော်တွေကိုကိုးကားတဲ့အခါဝိပုယျာကျမ်းကိုရည်ညွှန်းတာတွေရှိပါတယ်။ဒါဆိုဘေးချိန်မှာရေးသားခဲ့တာလေ။ဣသရေလလူမျိုးတွေအေဂုတ္တုပြည်ကနေထွက်မြောက်လာပြီးတိနာတောင်ကြီးမှာတေးထိုးနေထိုင်နေတဲ့အချိန်BC 1445ကနေ1444ခုနှစ်ဝန်းကျင်မှာရေးသားခဲ့တာဖြစ်ပါတယ်။ဒီချိန်ဟာထွတ်မြောက်ရာကျမ်းရဲ့အဆုံးပိုင်းနဲ့တောလီရာကျမ်းရဲ့အစပိုင်းကြားကကာလဖြစ်ပါတယ်။ဖျားသခင်ကဣသရေလလူမျိုးတွေနဲ့ပဋိညာဉ်ဖွဲ့ပြီးသူတို့ဘလို့နေထိုင်ရမယ်ဘလို့ကိုးကွယ်ရမယ်ဆိုတဲ့ပြည့်ညတ်တွေကိုပြီးနေတဲ့အချိန်လေးဖြစ်ပါတယ်။ဒီတော့ဝိပုယျာကျမ်းဟာဖျားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပြီးမောရှေကနေတဆင့်ဣသရေလလူမျိုးတွေကိုပြီးခဲ့တဲ့အတ္တတာလမ်းညွှန်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်နိုင်ပါတယ်။ဝိပုယျာကျမ်းရဲ့အဓိကအကြောင်းအရာကတော့တန့်ရှင်းခြင်းပဲဖြစ်ပါတယ်။ဒီကျမ်းရဲ့အဓိကတော့ချက်ကျမ်းပိုက်တစ်ခုကတော့ဝိပုယျာကျမ်း19နှစ်မှာပါတဲ့ငါသည်တန့်ရှင်းသည်ဖြစ်၍သင်တို့သည်လည်းတန့်ရှင်းခြင်းရှိကြလောဆိုတဲ့စကားပဲဖြစ်ပါတယ်။ဘုရားသခင်ဟာတန့်ရှင်းစင်ကြယ်ပြီးအပြစ်နဲ့လုံးဝကင်းကွာပါတယ်။ဣသရေလလူမျိုးတွေဟာဘုရားသခင်ရဲ့ရွေးချယ်ထားတဲ့လူမျိုးဖြစ်တဲ့အတွက်ဘုရားသခင်နဲ့ဆက်ဆံဖို့ဘုရားသခင်ရဲ့ကောင်းကြီးတွေကိုခံစားဖို့အတွက်သူတို့ကိုယ်တိုင်လည်းတန့်ရှင်းဖို့လိုအပ်ပါတယ်။ဒါပေမဲ့လူသားတွေအားလုံးဟာအပြစ်ရှိကြပြီးဘုရားသခင်ရဲ့တန့်ရှင်းခြင်းနဲ့ဝေးကွာနေကြပါတယ်။ဒီတော့ဘုရားသခင်ရဲ့တန့်ရှင်းခြင်းနဲ့လူသားတွေရဲ့အပြစ်ကြားကကွာဟချက်ကိုဘယ်လိုပေါင်းကူပြီးမလဲ။ဝိပုယျာကျမ်းကအဲ့ဒီမိခွန်းရဲ့အဖြေကိုပြီးပါတယ်။အဲ့ဒါကတော့ရစ်ပူဇော်ခြင်းစနစ်နဲ့ရစ်ပရိုဟိုက်စနစ်ပဲဖြစ်ပါတယ်။ဒီစနစ်ဒီဟာအပြစ်ရှိတဲ့လူသားတွေကတန့်ရှင်းတဲ့ဘုရားသခင်စီကိုဘယ်လိုချင်းခတ်နိုင်မလဲဆိုတာကိုပြသပေးပါတယ်။ဝိပုယျာကျမ်းဟာဘုရားသခင်ရဲ့တန့်ရှင်းခြင်းကိုအလေးထားပြီးဘုရားသခင်နဲ့တင့်မြတ်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းဖို့အတွက်တန့်ရှင်းတဲ့အသက်တာဘလောက်အရေးကြီးတယ်ဆိုတာကိုသင်ကြားပေးပါတယ်။ဝိပုယျာကျမ်းရဲ့အစပိုင်းအခန်းကြီး1ကနေ9အထိမှာရစ်ပူဇော်ခြင်းအမျိုးအစား9မျိုးအကြောင်းကိုအသေးစိတ်ဖော်ပြထားပါတယ်။ဒီရစ်ပူဇော်ခြင်းတွေဟာဣသရေလလူမျိုးတွေရဲ့အပြစ်တွေကိုဖြေရှင်းဖို့နဲ့ဘုရားသခင်နဲ့ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ဖို့အတွက်အရေးကြီးတဲ့နည်းလမ်းတွေဖြစ်ပါတယ်။1. မီးရှို့ရာယိ Burnt Offering Chapters 1, 6, 8 to 13ဒီရဟာဘုရားသခင်အပေါ်အပြည့်အဝစက္ကအပ်နှံခြင်းနဲ့အပြစ်ဖြေခြင်းကိုကိုးစားပြုပါတယ်။တရိษံတစ်ခေါင်လုံးကိုရစ်ပလင်ပေါ်မှာမီးရှို့ပူဇော်ရပါတယ်။ဒါဟာဘုရားသခင်ရဲ့အမျက်တော်ကိုဖြည့်ညှင်းစေပြီးလူသားတွေရဲ့အပြစ်အတွက်အစားထိုးပေးဆက်ခြင်းကိုပြသပါတယ်။2. ဘောဇဉ်ရစ် Green Offering Chapters 2, 6, 14 to 23ဒီရဟာဘုရားသခင်ကိုကျေးဇူးတင်ကြောင်းနဲ့ကိုယ်တိုင်ရဲ့လုပ်အားစီးစိမ်ဥစ္စာတွေကိုစက္ကပ်ခြင်းကိုကူစားပြုပါတယ်။အများအားဖြင့်ဂျုံမုတ်စီလောဘန်တို့နဲ့ပြုလုပ်ပြီးမီးရှို့ပူဇော်ပါတယ်။3. မိတ္တဟာယာယိ Peace Offering Chapters 3, 7, 11 to 36ဒီရဟာဘုရားသခင်နဲ့လူသားတွေကြားလူသားအချင်းချင်းကြားငြင်းချမ်းခြင်းနဲ့ပေါင်းတင်ဆက်ဆံခြင်းကိုကူစားပြုပါတယ်။ရစ်ပူဇော်ပြီးနောက်အသားတစ်စိတ်တစ်ပိုင်းကိုဘ
ဖျားသခင်အားပူဇော်ပြီးကျန်နာကိုယစ်ဘရဟိနဲ့ပူဇော်သူတွေကစားသုံးကြပါတယ်။၄အပြစ်ဖြေရရှိ Sin Offering Chapters 4, 6, 24 to 30ဒီဟာမတော်တဆပြုမိတဲ့အဖြစ်တွေအတွက်အပြစ်ဖြေခြင်းကိုကိုးစားပြုပါတယ်။ယစ်ပူဇော်တဲ့တရိษံရဲ့သွေးကိုအသုံးပြုပြီးအပြစ်ကိုဖုံးအုပ်ပေးပါတယ်။နာဒူဇီအိုင်ဖြေရရှိ Guilt Offering Chapters 5:14 to 6:7 7:1 to 10ဒီဟာဖျားသခင်ရဲ့ပိုင်းဆိုင်မှုဒါမှမဟုတ်အခြားသူတဦးရဲ့ပိုင်းဆိုင်မှုကိုထိခိုက်စေတဲ့အပြစ်တွေအတွက်အပြစ်ဖြေခြင်းကိုကိုးစားပြုပါတယ်အပြစ်ဖြေရုံသာမကပျက်စီးဆုံးရှုံးမှုအတွက်ပြန်လည်ပေးဆက်ခြင်းလည်းပါဝင်ပါတယ်ဒီရပူဇော်ခြင်းစနစ်တွေဟာအပြစ်ရဲ့ဆိုးကျိုးကိုပြသပြီးအပြစ်ဖြေဖို့အတွက်အသွေးသွင်းဖို့လိုအပ်တယ်ဆိုတာကိုဖော်ပြပါတယ်ဒါတွေအားလုံးဟာနှောင်လာမယ့်ယေရှုခရစ်တော်ရဲ့လက်ဝါးကတိုင်ပေါ်ကအပြစ်ဖြေရာရည်ကိုအရေးပြနေတာဖြစ်ပါတယ်။ယေရှုဟာကျွန်တော်တို့ရဲ့အပြစ်အားလုံးအတွက်တခါတည်းနဲ့အပြီးအပိုင်ပူဇော်ခဲ့တဲ့ပြီးပြည့်စုံတဲ့ရည်ဖြစ်ပါတယ်။၄ယေပုရောဟိတ်စနစ်နဲ့တန်ရှင်းခြင်းဆိုင်ရာပြည့်ညက်များယေပူဇော်ခြင်းတွေအပြင်ဝတ်ပြုရာကျမ်းမှာယေပုရောဟိတ်စနစ်နဲ့တန်ရှင်းခြင်းဆိုင်ရာပြည့်ညက်တွေကိုလည်းအသေးစိတ်ဖော်ပြထားပါတယ်။ယေပုရောဟိတ်များခန့်အပ်ခြင်းအခန်း၈ကနေ10အာရုံနဲ့သူ့ရဲ့သားတွေကိုယေပုရောဟိတ်အဖြစ်ဘုရားသခင်ကခန့်အပ်ခဲ့ပါတယ်။သူတို့ဟာဘုရားသခင်နဲ့လူသားတွေကြားမှာခြားခံလူအဖြစ်ဆောင်ရွက်ရပါတယ်။သူတို့ရဲ့တာဝန်ကတော့ယေပူဇော်ခြင်းတွေကိုဆောင်ရွက်ပေးဖို့ဘုရားသခင်ရဲ့ပြည့်ညက်တွေကိုလူတွေကိုသင်ကြားပေးဖို့နဲ့ဘုရားသခင်ရဲ့ရှိတော်မောင်မှာဣသရေလလူမျိုးတွေကိုကိုးစားပေးဖို့ဖြစ်ပါတယ်။အခန်း10မှာတော့အာရုံရဲ့သားတွေဖြစ်တဲ့နာဒတ်နဲ့အဘိဟုတို့ဟာဖျားသခင်မမိတ်မာတဲ့မိကိုပူဇော်မိလို့တည်ဆုံးခဲ့ရတဲ့အကြောင်းကိုဖော်ပြထားပါတယ်။ဒါဟာဖျားသခင်ရဲ့တန်ရှင်းခြင်းကိုဘလောက်အလေးထားရမယ်ဆိုတာကိုပြတာတဲ့တတိပိချက်တစ်ခုဖြစ်ပါတယ်။စင်ကြယ်ခြင်းနဲ့မစင်ကြယ်ခြင်းဆိုင်ရာပြည့်ညက်များအခန်း7ကနေ15ဒီအခန်းတွေမှာဘေးအစားအစာတွေကစားသုံးဖို့တင့်တော်ပြီးဘေးအစားအစာတွေကမတင့်တော်ဘူးဆိုတာကိုဖော်ပြထားပါတယ်။ဥပမာဝတ်သားပစုံကမာစားတဲ့အစားအစာတွေကိုမစားရပါဘူး။ယောဂါတွေအထူးသဖြင့်နူနာယောဂါမီးဖွားခြင်းကိုယ်ခန္ဓာကနေထွက်တဲ့အရည်တွေနဲ့ပတ်သက်တဲ့တန်ရှင်းခြင်းဆိုင်ရာပြည့်ညက်တွေလည်းပါဝင်ပါတယ်။ဒီပြည့်ညက်တွေရဲ့ရည်ရွယ်ချက်ကတော့ဣသရေလလူမျိုးတွေကိုကျမ်းမာရေးအရာကာကွယ်ပေးဖို့အပြင်ဖျားသခင်ရဲ့တန်ရှင်းခြင်းကိုထင်ဟပ်စေဖို့နဲ့အခြားလူမျိုးတွေနဲ့ကိုယ်ပြားခြားနာစေဖို့ဖြစ်ပါတယ်။သူတို့ရဲ့နေ့စဉ်ဘဝမှာဖျားသခင်ရဲ့တန်ရှင်းခြင်းကိုအမြဲတမ်းရနေစေဖို့လည်းဖြစ်ပါတယ်။ငါအပြစ်ဖြေရနေဝတ်ပြုရာကျမ်းရဲ့အရေးကြီးဆုံးအခန်းတစ်ခန်းကတော့အခန်း16မှာပါဝင်တဲ့အပြစ်ဖြေရာနေ့အကြောင်းပဲဖြစ်ပါတယ်။ဒီနေ့ဟာဣသရေလလူမျိုးတွေရဲ့တစ်နှစ်တာလုံးပြုခဲ့တဲ့အပြစ်အားလုံးကိုဘုရားသခင်ကဖြေရှင်းပေးတဲ့အထူးနေ့တစ်နေ့ဖြစ်ပါတယ်။အပြစ်ဖြေရာနေ့မှာယဆက်ပရောဟိတ်မင်းဟာအထူးတလဲဝတ်ပြုဆုတောင်းရပါတယ်။ယဆက်ပရောဟိတ်မင်းဟာသူ့ကိုယ်သူနဲ့သူ့အိမ်သူအိမ်သားတွေအတွက်အပြစ်ဖြေရာရက်ပူဇော်ပြီးနောက်ဣသရေလလူမျိုးအားလုံးအတွက်အပြစ်ဖြေရာရက်ပူဇော်ရပါတယ်။ဒီအတွက်စိတ်နှစ်ကောင်ကိုအသုံးပြုပါတယ်။ပထမစိတ်ကိုဘုရားသခင်အတွက်ရက်ပူဇော်ပြီးအသွေးကိုတန့်ရှင်းရာဌာနထဲကိုယူဆောင်သွားပါတယ်။ဒုတိယစိတ်ကိုတော့လွတ်စိတ်လို့ခေါ်ပါတယ်။ယဆက်ပရောဟိတ်မင်းဟာဣသရေလလူမျိုးတွေရဲ့အပြစ်အားလုံးကိုဒီစိတ်ရဲ့ခေါင်းပေါ်တင်ပြီးလူနေထိုင်ရာမရှိတဲ့တောထဲကိုလွတ်လိုက်ပါတယ်။ဒါဟာသူတို့ရဲ့အပြစ်တွေကိုလုံးဝဖယ်ရှားပစ်လိုက်ပြီဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်။အပြစ်ဖြေရာနေ့ဟာအပြစ်ရဲ့ဆိုးရွားမှုကိုပြသပြီးဘုရားသခင်ရဲ့ကရုဏာတော်ကိုဖော်ပြပါတယ်။ဒီနေ့ဟာယေရှုခရစ်တော်ရဲ့အပြစ်ဖြေရာအမှုတော်ကိုအထင်ရှားဆုံးအရေးပြနေတာဖြစ်ပါတယ်။ယေရှုဟာကျွန်တော်တို့ရဲ့အပြစ်အားလုံးကိုကိုယ်တော်တိုင်တည်ဆောင်သွားပြီးလက်ဝါးကတိုင်မှာအသက်ပေးခဲ့ခြင်းအပြင်ကျွန်တော်တို့အတွက်ထာဝရအပြစ်ဖြေရာနေ့ကိုဆောင်ကျဉ်ပေးခဲ့ပါတယ်။6လက်တွေ့ကျသောတန်ရှင်းခြင်းနှင့်နှီးကုံဝိပုယကျမ်းရဲ့နောက်ဆုံးအပိုင်းအခန်း29မှာတော့ဣသရေလလူမျိုးတွေရဲ့နေ့စဉ်ဘဝမှာဖျားသခင်ရဲ့တန်ရှင်းခြင်းကိုဘလို့လက်တွေ့ကျင့်သုံးရမလဲဆိုတဲ့ပြည့်ညက်တွေကိုဖော်ပြထားပါတယ်။လူမှုရေးနှင့်ကိုကျင့်တရားဆိုင်ရာပြည့်ညက်များအိမ်နီးချင်းကိုချစ်ခြင်းစင်ရဲသားတွေကိုကူညီခြင်းတရားမျှတစွာဆက်ဆံခြင်းလိမ်ပိုင်းဆိုင်ရာတန်ရှင်းခြင်းစတဲ့အကြောင်းအရာတွေပါဝင်ပါတယ်။ပ
ပွဲတော်များပတ္တခါပွဲတဲတော်ပွဲပင်တီကွတ်တီပွဲစတဲ့ဖျားသခင်ကိုအောက်မေ့ဖို့နဲ့ကြီးစုတင်ဖို့အတွက်ကျင်းပရမယ့်ပွဲတော်တွေအကြောင်းဖော်ပြထားပါတယ်ဂရိတစ္ဆာများဖျားသခင်နဲ့ပဋိညာဉ်ကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုသင်ကြားပေးပါတယ်ဒီပညတ်တွေဟာဣသရေလလူမျိုးတွေကိုဖျားသခင်ရဲ့တန့်ရှင်းခြင်းကိုထင်ဟပ်တဲ့လူအဖွဲ့အစည်းတစ်ခုအဖြစ်နေထိုင်စီဖို့ရည်ရွယ်ပါတယ် ညီကုန်းချုပ်အနေနဲ့ဝတ်ပြုရခြင်းဟာရှေးဟောင်းကျမ်းတစ်ကျမ်းလို့ထင်ရပေမဲ့ဒီကျမ်းထဲမှာပါဝင်တဲ့အခြေခံသဘောတရားတွေဟာဒီနေ့ခေတ်ကျွန်တော်တို့အတွက်အလွန်အရေးကြီးပါတယ်။ဖျားသခင်ရဲ့တန့်ရှင်းခြင်းဖျားသခင်ဟာတန့်ရှင်းပြီးအပြစ်နဲ့ကင်းကွာတယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်။အပြစ်ရဲ့ဆိုးကျူးအပြစ်ဟာဖျားသခင်နဲ့ကျွန်တော်တို့ကိုခွဲခြားထားပြီးအပြစ်ဖြေဖို့လိုအပ်တယ်ဆိုတာကိုသိရှိရပါတယ်။ယေရှုခရစ်တော်ရဲ့အမှုတော်ဝတ်ပြုရခြင်းတွေကယေဇစ်ပူဇော်ခြင်းတွေယေဘရဟိစနစ်တွေအပြစ်ဖြေရာနေ့တွေအားလုံးဟာယေရှုခရစ်တော်ရဲ့အပြစ်ဖြေရာအမှုတော်ကိုညွှန်းပြနေပါတယ်။ယေရှုဟာကျွန်တော်တို့ရဲ့အပြစ်အားလုံးအတွက်တခါတည်းနဲ့အပြီးအပိုင်းပူဇော်ခဲ့တဲ့ပြီးပြည့်စုံတဲ့ရစ်ဖြစ်ပါတယ်။ဒီကျမ်းကိုလေ့လာခြင်းအပြင်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့တန့်ရှင်းခြင်းကိုပုံမနားလည်ပြီးကိုယ်တော်နဲ့တင့်မြတ်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းဖို့အတွက်တန့်ရှင်းတဲ့အသက်တာဘလောက်အရေးကြီးတယ်ဆိုတာကိုသိရှိနိုင်ပါတယ်။ ဒီဗီဒီယိုကနေတစ်ခုခုသင်ယူခဲ့ရတယ်ဆိုရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့။နောက်ထပ်ဗီဒီယိုတွေအတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။